ကျွန်တော်ရဲ့ဖြူစင်တဲ့အချစ်ဦးကားအက်ဆီဒင့်ဖြစ်ပြီးဆုံးပါသွားခဲ့ပါတယ်ဗျာပြီးတော့မိုးသေးထန်စွာရွာသွန်းနေတဲ့နေ့တစ်နေ့မှာကျွန်တော်ရဲ့အတန်းဖော်ဟောင်းကောင်းမလေးတစ်ယောက်ကကျွန်တော်ရဲ့ကူပေးမှန်ရှိကိုရောက်လာပြီးရွက်လင်းကျမလာတာနောက်ကျသွားတယ်လို့မျက်ရည်တွေစီးကြရင်ဝမ်းနဲ့ပက်လက်ပြောနေပါတယ်ဗျာကျွန်တော်ကဝိညာဉ်ဘဝနဲ့သူမကိုကြည့်ပြီးသူမကဘာတူလဲဘာလို့ကျွန်တော်ကူပေးမှန်ရှိကိုရောက်လာတာလဲဆိုပြီးအံ့ဩတုန်လှုပ်နေမိတယ်ဗျာသူမကကျွန်တော်ကိုတစ်ဆက်နှလုံးလုံးတိတ်တခိုးချစ်ခဲ့ရတာဖြစ်ပြီးရွက်လင်းနင့်ကိုကျမမဖွင့်ပြောရသေးဘူးနင်ကဘာလို့ဆုံးပါသွားရတာလဲလို့ငိုယိုအော်ဟစ်နေပါတယ်ဗျာသူမဟာခောက်ထားတဲ့စက်ကူကျဲလေးတွေအပြည့်ထည့်ထားတဲ့ဖန်ပလင်းကိုပွေ့ပိုက်ထားပြီးရွက်လင်းကျမနင့်ကိုချစ်တယ်တကယ်ကိုအများကြီးချစ်ခဲ့တာပါလို့ပြောရင်းကျဲလေးတွေကိုကျွန်တော်ကူပေးမှန်ပေါ်တွန်းချလိုက်ပါတယ်ဗျာကျွန်တော်လည်းအတိတ်ကចောင်းသားဘဝကိုပြန်တွေးမိပြီးပဲပင်ပေါက်လေဆိုပြီးသူမကိုမှတ်မိသွားခဲ့တယ်ဗျာသူမကအစကတော့နင့်ကိုမြင်ရင်ဘာလို့စိတ်အေးချမ်းပြီးမမြင်ရရင်ဘာလို့ရင်ခုန်တုန်လှုပ်နေလဲဆိုတာမသိခဲ့ဘူးအခုမှအဲ့ဒါအချစ်ဆိုတာသိလိုက်ရတယ်လို့ပြောပြီးကူပေးမှန်ကိုဖက်ကငိုကြွေးနေပါတယ်ဗျာပြီးနောက်ကူပေးမှန်ပေါ်မှာကတ်ထားတဲ့စက်ကူညက်လေးကိုဖတ်ပြီးဒီစာတေကကျောင်းကအလှပကလေးလေးအတွက်ရေးထားတာမဟုတ်ပဲပဲပင်ပေါက်လေးအတွက်ရေးထားတာဆိုရင်တိတ်ကောင်းပါပဲလို့မျက်ရည်တွေကြားကနေပြောရှာပါတယ်ဗျာသူမကကျွန်တော်အကြိုက်ဆုံးချက်တောင်မှန်ကြော်တွေကိုထုတ်ပေးရင်းနင်းထစားပါအောင်လားလို့ငိုတောင်းပန်နေတယ်ဗျာကျွန်တော်ဝိညာဉ်ကသူမကိုဖတ်ဖို့ကြိုးစားရင်းပဲပင်ပေါက်လေးကျွန်တော်ဒီမှာရှိတယ်လို့အော်ပြောပေမဲ့သူမမကြားနိုင်ပါဘူးဗျာအဲ့ဒီနောက်သူမကပိုးသက်စေးပလင်းကိုထုတ်ပြီးတောက်ချလိုက်တဲ့အတွက်ကျွန်တော်ကြောက်ကရက်နဲ့မတောက်နဲ့ပဲပင်ပေါက်လေးထွေးထုတ်လိုက်ပါမိုက်မဲတာတွေမလုပ်ပါနဲ့လို့အော်ဟစ်တာစီးပေမဲ့မရတော့ပဲသူမဟာကျွန်တော်ကူပေးမှန်ပေးမှတင်လဲကျသေးဆုံးသွားခဲ့ပါတယ်ဗျာသူမကမသေးဆုံးခင်ရွက်လင်းပဲပင်ပေါက်လေးတိတ်ပန်းတိုင်ရောက်လာပြီနောက်ဘဝကျရင်လင်းဖုံးရွှေကိုလိုက်တယ်လို့မျိုးကျမနောက်ကိုလည်းတစ်ခေါက်လောက်လိုက်ပေးပါလားလို့တောင်းဆိုသွားခဲ့တယ်ဗျာကျွန်တော်တကယ်ကိုနောင်တရမိပါတယ်ဗျာကျွန်တော်နောင်လိုက်ရတယ်လင်းဖုံးရွှေနောက်ကိုတစ်ဆက်နှလုံးလုံးလိုက်ခဲ့ပေမဲ့ကျွန်တော်ကိုအသက်နဲ့လဲပြီးချစ်ခဲ့တဲ့ကောင်မလေးကိုတော့ပြစ်ပယ်မိခဲ့တယ်လို့စိတ်မကောင်းခြင်းကြီးစွာနဲ့အော်ဟစ်ငိုကြွေးမိတယ်ဗျာလူဘဝကိုပြန်ဆက်လို့ရရင်ပဲပင်ပေါက်လေးကိုပဲကျွန်တော်ကာကွယ်စောင့်ရှောက်ပါတော့မယ်လို့အော်ဟစ်လိုက်တဲ့အချိန်မှာပဲအလင်းတန်းတစ်ခုပေါ်လာပါတယ်ဗျာကျွန်တော်အော်ဟစ်နိုးလာတဲ့အချိန်မှာတော့အတန်းထဲကတငယ်ချင်းတွေနဲ့ဆရာမကကျွန်တော်ကိုအံ့ဩတကြီးကြည့်နေကြပါတယ်ဗျာဆရာမကရွက်လင်းနင်ဘာလို့အော်ဟစ်နေတာလဲလို့ငေါက်လိုက်တဲ့အခါမှာကျွန်တော်ចောင်းသားဘဝကိုပြန်လဲဝင်စားသွားခဲ့မှန်သိလိုက်ရပါတယ်ဗျာမျက်နှာပေါ်ကနာကျင်မှုကိုစမ်းသက်ကြည့်ရင်နာတာကအစ်စ်ပဲကျွန်တော်တကယ်ပဲဘဝတစ်ပြန်ဆောက်ခွင့်ရပြီဆိုပြီးဝမ်းသာမြေကြီးကြကပြုံးမိပါတော့တယ်ဗျာအမိုးဆက်တွေအောက်မှာပိုးသက်ဆေးဘူးလေးကိုကြည့်ပြီးတေချောင်းကြံဖို့လုပ်နေတဲ့သူမကိုကြည့်ရင်ကျွန်တော်ယူမတက်အော်ဟစ်လိုက်မိတယ်ဗျာအဲ့ဒီဆေးတွေကိုသူမတောက်ချလိုက်တဲ့အခါကျွန်တော်ရင်ထဲမှာမိတောက်သွားတယ်လို့ပဲသူမရဲ့ပခုံးတွေကိုဆွဲကင်ပြီးဆေးတွေကိုပြန်ထွေးထုတ်ဖို့ကျွန်တော်ငိုယိုတောင်းပန်ခဲ့ပေမဲ့နောက်ကျသွားခဲ့ပြီဗျာသူမရဲ့ကူပေးမှန်ရှိမှလဲပြူကြပြီးပါပြင်မှာမျက်ရည်တွေစီးကျရင်ကျွန်တော်ရင်ခွဲမတက်ငိုကြွေးနေမိတယ်ဗျာဘဝကိုတာပြန်ဆက်လို့ရရင်ကျွန်တော်သူမကိုအသက်နဲ့လဲပြီးကာကွယ်ပေးခြင်းနဲ့လို့မိုးကောင်းကင်ကိုမော့ကြည့်ပြီးအော်ဟစ်လိုက်တဲ့ခဏမှာပဲအလင်းတန်းတစ်ခုကြားရောက်လာခဲ့တယ်ဗျာမျက်လုံးဖွင့်လိုက်တာနဲ့ကျွန်တော်အံ့ဩတုန်လှုပ်စွာနဲ့အော်ဟစ်မိလိုက်တယ်ဗျာဆရာမကစာတင်ပုံးကိုရိုက်ပြီးရဲလင်းမင်းစာတင်ခန်းထဲမှာဘာလို့အော်ဟစ်နေတာလဲလို့ဒေါသတကြီးကျိမ်းမောင်းလိုက်တယ်ဗျာကျွန်တော်ဘာမှမပြောနိုင်ပဲပတ်ဝန်းကျင်ကိုငေးကြည့်နေမိတယ်ဗျာဆရာမကကျွန်တော်စီလျှောက်လာပြီးပါးကိုရိုက်ချလိုက်တယ်ဗျာကျွန်တော်ပါဇက်ကိုလက်နဲ့ကန်ကြည့်လိုက်တော့နာကျင်မှုကိုအမှန်တကယ်ခံစားလိုက်ရတယ်ဗျာနားတယ်ဒါအမှန်တကယ်ပဲကျွန်တော်တကယ်ပဲအတိတ်ကိုပြန်ရောက်လာတာပဲလို့ရေယိုရင်းမျက်ရည်တွေစီးကျလာခဲ့တယ်ဗျာကျွန်တော်ခေါင်းပုံပြီးတောင်းပန်ပါတယ်ဆရာမကျွန်တော်အိမ်မက်ဆိုးမှတ်သွားလို့ပါလို့တောင်းပန်လိုက်တယ်ဗျာဆရာမကစာတင်ချိန်မှာအိတ်ယုံမကဘူးသင်ခန်းစာကိုပါနှောက်ယှက်တယ်အပြင်မှာသွားရက်နေလို့အမိတ်ပေးလိုက်တယ်ဗျာအဲ့ဒီအချိန်မှာကျွန်တော်တငယ်ချင်းဝတ္ထုကရုတ်တရက်ထအော်တော့တာပဲဗျာဆရာမကဒေါသတကြီးနဲ့ဝတ္ထုမင်းကောင်းထဲမှာရောရေဝင်သွားတာလားလို့အော်လိုက်တော့ဝတ္ထုကဆရာမကျွန်တော်လည်းအိမ်မက်မက်လို့ပါအော်ဖို့မမိလိုက်တာလို့ပြုံးဆက်ဆက်နဲ့ပြောတယ်ဗျာဆရာမကထွက်သွားလို့အော်လိုက်တာကြောင့်ဝတ္ထုလည်းကျွန်တော်နောက်ကိုပါလာခဲ့တယ်ဗျာအပြင်ဘက်စင်ကြံမှာရက်နေရင်ကျွန်တော်ဝတ္ထုရဲ့ပခုံးကိုဆွဲကင်လိုက်ပြီးဝတ္ထုဒီနေ့ဘယ်နှခုနဲ့ဘယ်နှလဘယ်နှရက်လဲလို့အရေးတကြီးမေးလိုက်တယ်ဗျာဝတ္ထုကကျွန်တော်နှစ်ဖူးကိုစမ်းကြည့်ပြီးဖျားလဲမဖျားပါဘူးလင်းကောရဲ့မင်းဘာဖြစ်နေတာလဲလို့မေးတယ်ဗျာကျွန်တော်ကငါမေးတာတေချာဖြေစမ်းပါလို့ထပ်မေးလိုက်တော့မှဝတ္ထုက2008ခုနှစ်ကိုလပိုင်း22ရက်လေးလို့ဖြေတယ်ဗျာကျွန်တော်ကဒါဆိုဘယ်ချိန်လဲလို့မေးတော့ဝတ္ထုကပထမအချိန်အင်္ဂလိပ်စာချိန်လေးလို့ပြောတယ်ဗျာကျွန်တော်စာသင်ခန်းထဲကိုလှမ်းကြည့်လိုက်တော့စာသင်ပုံးနဲ့ခုံလို့တွေကိုမြင်လိုက်ရတယ်ဗျာကျွန်တော်ရင်ထဲမှာဝမ်းသာမှုတွေလှိုင်းထားသွားပြီးနောက်တစ်ချိန်ကျရင်သူမကြောင်းပြောင်းလာတော့မှသူမတက်ရှိထင်ရှားရှိသေးတယ်လို့ရေယိုရင်မျက်ရည်ကျမိတယ်ဗျာဝတ္ထုကကင်မရာကိုထုတ်ပြပြီးလင်းကောတွားကြစို့ဒီနေ့ကကျောင်းလှပန်းလေးကို9ချိန်မြောက်စာသင်ခန်းထဲမှာအချစ်ဝင်ခံရမယ်နေလေငါအဖေရဲ့ကင်မရာကိုတောင်ခိုးယူလာခဲ့တာလို့စိတ်လှုပ်ရှားစွာပြောတယ်ဗျာကျွန်တော်ကလမ်းလျှောက်ထွက်သွားရင်မသွားတော့ဘူးလို့အေးဆက်စွာပြောလိုက်တယ်ဗျာဝတ္ထုကကျွန်တော်နောက်ကလိုက်လာပြီး9ချိန်မြောက်လေဗျာမင်းမနေ့ကပဲဒီနေ့ကတမိုင်းဝင်နေဖြစ်ရမယ်လို့ပြောခဲ့တာလေးလို့အံ့ဩစွာမေးတယ်ဗျာကျွန်တော်ဝတ္ထုကိုလှည့်ကြည့်လိုက်ပြီးအဲ့ဒီအချစ်ဝင်ခံတာတွေကိုလွတ်ပစ်လိုက်တော့ငါမှဒီထက်မကအရေးကြီးတဲ့ကိစ္စရှိတယ်လို့ပြောလိုက်တယ်ဗျာကျွန်တော်စာသင်ခန်းထဲကိုချက်ချင်းပြန်ဝင်သွားပြီးသူမထိုင်ရမယ့်ခုံတန်းစီကိုရှောက်သွားလိုက်တယ်ဗျာစပွဲပေါ်ကအမိုက်တွေစာရွက်ဟောင်းတွေကိုတေချာသိမ်းဆေးပေးလိုက်တယ်ဗျာပြီးတော့အဝစ်တစ်ခုနဲ့စပွဲနဲ့ကလတ်ထိုင်ကိုတန်ရှင်းစင်ကြယ်သွားအောင်တေချာတုတ်တင်ပေးနေမိတယ်ဗျာသူမရောက်လာတော့မယ့်အချိန်ကိုရင်ခုန်စွာနဲ့စောင့်ဆိုင်နေမိတယ်ဗျာကျွန်တော်စီလျှောက်လာပြီးလင်းကောမင်းတကယ်ပဲအချစ်ဝင်မခံတော့ဘူးပေါ့မင်းတို့ရန်ဖြစ်ထားကြလို့လားလို့အံ့ဩစွာမေးတယ်ဗျာကျွန်တော်ကတက်ပြင်းတစ်ချက်ရှူလိုက်ပြီးသဘောပေါက်သွားလို့ပါဒီနေ့ကစပြီးလင်းဖန်းရွှေနောက်ကိုငါလုံးဝလိုက်တော့မှမဟုတ်ဘူးလို့ပြက်ပြက်တသားဖြေလိုက်တယ်ဗျာဝတ္ထုကနေစမ်းပါအောင်နေတာတဲ့ဘက်ကနေထွက်တာပါပဲမင်းကရုတ်တရက်ကြီးစပွဲတွေကိုဘာလို့ဒီလောက်တန်ရှင်းရေးလုပ်နေရတာလဲလို့မေးလိုက်တယ်ဗျာကျွန်တော်ကစပွဲပေါ်ကအဖုံတွေကိုတုပ်ရင်းចောင်းသားတစ်ကိုစောင့်နေတာလို့ပြုံးပြီးဖြေလိုက်တယ်ဗျာ
ဝတ္ထုကမျက်လုံးပြူးသွားပြီးကျွန်တော်နာတိုးကက်ကမင်းကိုလင်းဖန်းရွှေကိုတောင်ဆွန့်လွတ်စေတာဆိုတော့အဲ့ဒီចောင်းသားတစ်ကဘလောက်တောင်လှနေလို့လဲလို့ဆက်ဆက်ဆူဆူမေးတယ်ဗျာကျွန်တော်ကရှာမရှိနဲ့လို့ပြောလိုက်တယ်ဗျာအဲ့ဒီအချိန်မှာအတန်းကောင်းဆောင်ရောက်လာပြီးရဲလင်းခဏနေရင်ចောင်းသားသမက်ကစစ်ဆေးလာလိမ့်မယ်မင်းအမိုက်တွေကိုစီကမ်းမဲ့မပြစ်နဲ့လို့သတိပေးတယ်ဗျာကျွန်တော်ကအမိုက်ပုံးကိုညွှန်ပြပြီးငါအမိုက်ပုံးနဲ့စနစ်တကျဖြစ်တာပါဒါကိုစီကမ်းမဲ့ဖြစ်တာလို့ခေါ်သလားလို့ပြန်ပြောလိုက်တော့အတန်းကောင်းဆောင်လည်းဘာမှမပြောနိုင်ပဲထွက်သွားတယ်ဗျာအခြားတစ်ဖက်မှာတော့လင်းဖန်းရွှေကခုံမထိုင်နေရင်စိတ်တူနေတယ်ဗျာသူမရဲ့တငယ်ချင်းကစာအုပ်တွေကင်ပြီးရောက်လာကဖန်းရွှေဟိုရဲလင်းဆိုတဲ့လူဆိုးကမင်းကိုထပ်နောက်ဆက်နေပြန်ပြီလားဒီနေ့ကျမှ तू ဘာလို့အချစ်လာမခံတာလဲ तू မနေ့ကပဲ996ချိန်မြောက်မှမင်းကိုအံ့ဩစရာကြီးပေးမယ်လို့ပြောထားတာမဟုတ်ဘူးလားမင်းကိုလေလုံးထွားသွားတာပဲလို့ပြောတယ်ဗျာလင်းဖန်းရွှေကတက်ပြင်းချရင်နောက်တစ်ခါ तू လာရင်တော့ငါလုံးဝပြန်မပြောတော့ဘူးလို့စိတ်ပြက်စွာရေရွတ်လိုက်တယ်ဗျာကျောင်းတက်ခေါင်းလောင်းတန်မိလာတဲ့အခါကျွန်တော်စပွဲမှာငြိမ်ငြိမ်လေးထိုင်ဆောင်နေမိတယ်ဗျာဆရာမကစာသင်ခန်းထဲကိုဝင်လာပြီးကဲကျောင်းသားတို့ဒီနေ့ကျွန်တော်တို့အတန်းကိုကျောင်းသားတစ်ယောက်ပြောင်းလာတယ်ယူယူဝင်ခဲ့ပါလို့ခေါ်လိုက်တယ်ဗျာတကားဝမှာတင်းခွေချက်လေးလိုစာအုပ်အိတ်ကိုရင်ဘတ်မှာပိုက်ပြီးကြောက်လန့်တကြားနဲ့ဝင်လာတဲ့ရှောင်းတိုးရကိုမြင်လိုက်ရတာနဲ့ကျွန်တော်ရင်ထဲမှာဝမ်းတာလုံးလို့မျက်ရည်တွေတောင်ဝဲလာခဲ့တယ်ဗျာအခုတို့တွေမကျူးလွန်ခဲ့ဘူးတဲ့ဘဝအဟောင်းတုန်းကလိုမိုးရီထဲမှာငိုနေတဲ့သူမကိုကျွန်တော်ပြန်တွေ့လိုက်ရပြီခုချိန်မှာသူမကကျွန်တော်ကိုမသိသေးဘူးငါနူးနူးညံ့ညံ့ဆက်ဆံရမယ်ငါရဲ့ရှောင်းတိုးရလေးလက်မသွားအောင်လုပ်ရမယ်လို့ရင်ထဲမှာရေရွတ်မိတယ်ဗျာအတန်းထဲကကျောင်းသားတစ်ယောက်ကဆရာမကျောင်းသားတစ်ကိုမိတ်ဆက်ခိုင်းလိုက်ပါဦးလို့လှမ်းအော်တော့ဆရာမကတိတ်ဆိတ်ကြဆန်းလန်ယူယူကစကားနဲတယ်မိတ်ဆက်တာတွေလုံးမနေတော့ဘူးသူမကိုမစကြနဲ့ယူယူတမီးနောက်ဘက်ကလွတ်နေတဲ့စပွဲမှာသွားထိုင်ပါလို့အမိတ်ပေးလိုက်တယ်ဗျာရှောင်းတိုးရကစာအုပ်အိတ်ကိုချက်ချက်ဆုပ်ထားရင်ကျွန်တော်ဘေးကခုံစီကိုတုံတုံရင်ရင်နဲ့ရှောက်လာတယ်ဗျာသူမခုံမှာထိုင်လိုက်ရင်ရင်ထဲကနေဆရာမကငါ့ကိုဒီလူဆိုးကြီးဘေးမှာဘာလို့လာထိုင်ခံရတာလဲကြောက်စရာကြီးကြည့်ရတာလူကောင်းနဲ့လည်းမတူဘူးလို့စိတ်ထဲကနေကြောက်လန့်နေခဲ့တယ်ဗျာကျွန်တော်သူမဘက်ကိုလှည့်လိုက်ပြီးနူးညံ့တဲ့အပြုံးနဲ့မင်္ဂလာပါငါနာမည်ရဲလင်းပါလို့မိတ်ဆက်လိုက်တယ်ဗျာသူမကကြောက်လန့်တကြားနဲ့မင်္ဂလာပါလို့အတန်တုံတုံလေးနဲ့ပြန်ဖြေတယ်ဗျာကျွန်တော်သူမရဲ့ပိန်ပိန်ပါပါပုံစံလေးကိုကြည့်ပြီးပြုံးလိုက်ရင်မင်းကပိန်လိုက်တာပဲပင်ပေါက်လေးကြနေတာပဲဒါကြောင့်နောက်ဆုံးမင်းကိုပဲပင်ပေါက်လေးလိုပဲခေါ်တော့မယ်နော်လို့ချစ်စနိုးနဲ့ပြောလိုက်တယ်ဗျာသူမကမျက်လုံးဝိုင်းလေးတွေနဲ့ကျွန်တော်ကိုအံ့ဩစွာမောကြည့်လိုက်တယ်ဗျာကျွန်တော်တငယ်ချင်းဝတ်တုတ်ကြီးကကျွန်တော်ဘေးမှာလာထိုင်ပြီးဟေ့ကောင်မင်းလင်းဖေးရွှေကိုလက်လွတ်လိုက်တာဒီကောင်မလေးကြောင့်မဟုတ်လားလို့လာမေးတယ်ဗျာကျွန်တော်ကဘာမှမပြောဘဲတိတ်ဆိတ်စွာစာအုပ်ကိုပဲကြည့်နေမိတယ်ဗျာဝတ်တုတ်ကြီးကမရက်ဖဲမင်းနေတိုင်းဘာတွေတွေးနေတာလဲငါအဖေတော်မင်းလောက်ငါ့ကိုမချုပ်ချယ်ဘူးဒါနဲ့မင်းသူ့ကိုချုံမြိန်နဲ့ချစ်စနိုးနာမည်လေးဘာလေးခေါ်လိုက်ပါလားလို့ရှုံရှုံဝေအောင်စမ်းနှောက်နေတယ်ဗျာကျွန်တော်ဒေါသထွက်သွားပြီးထွက်သွားဆန်းလို့အော်ထုတ်လိုက်တယ်ဗျာဝတ်တုတ်ကြီးထွက်သွားတော့မှစားချက်နေတဲ့ဆင်းရှောင်တိုးရဘက်လှည့်ပြီးဆင်းရှောင်တိုးရမင်းစာမေးပွဲအမှတ်တွေဘယ်လိုလဲလို့စကားဆက်လိုက်တယ်ဗျာဆင်းရှောင်တိုးရကကောင်းလေးငုံပြီးငါအမှတ်တွေကပုံမှန်ပါပဲလို့တိုးတိုးလေးဖြေတယ်ဗျာကျွန်တော်ကအနည်းဆုံးတော့ငါထက်တာမှာပါငါကတကြောင်လုံးမှာအောက်ကရေရင်အဆင့်30အတွင်းမှာရှိတာဒါနဲ့မင်းငါကိုစာပြပေးလို့ရမလားလို့မေးလိုက်တယ်ဗျာသူကအံ့ဩသွားပြီးစာပြပေးရမယ်လို့ပြန်မေးတယ်ဗျာကျွန်တော်လည်းတနာစရာမျက်နှာလေးလုပ်ပြပြီးတခြားသူတွေကငါ့ကိုစာမတင်ပေးချင်ကြဘူးငါလည်းတက္ကသိုလ်ဝင်ခွင့်မေးပွဲအောင်ချင်တယ်မင်းလည်းငါ့ကိုစာမတင်ပေးချင်ဘူးလားလို့တနာခံလိုက်တယ်ဗျာဆင်းရှောင်တိုးရကစာအုပ်ကိုတင်းတင်းဆုပ်ကန်ရင်စဉ်းစားနေတယ်ဗျာခဏကြာတော့သူရုတ်တရက်လက်ထောင်လိုက်ပြီးငါလက်ခံပါတယ်မင်းကိုစာပြပေးဖို့ငါတကယ်ဆန္ဒရှိပါတယ်လို့အတန်းထဲမှာကြဲကြဲလောင်လောင်အော်ပြောလိုက်တယ်ဗျာဆရာမကစာတင်နေရာကနေလှည့်ကြည့်ပြီးယိုယိုမင်းမှာဘာကိစ္စရှိလို့လဲလို့မေးတယ်ဗျာဆင်းရှောင်တိုးရခေါင်းငုံသွားပြီးပါဘာမှမဟုတ်ပါဘူးဆရာမလို့တက်ပြင်းချရင်ပြန်ဖြေတယ်ဗျာဆရာမကကိစ္စရှိရင်ပြောကဲစာဆက်တင်မယ်လို့ပြောပြီးကြောက်တင်မုံဘက်ပြန်လှည့်သွားတယ်ဗျာကျွန်တော်ကဆင်းရှောင်တိုးရဘက်လှည့်ပြီးမင်းငါကိုစာပြပေးမယ်ဆိုတော့တိတ်ကောင်းတာပေါ့ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့နောက်ဆုံးမင်းကငါရဲ့အချစ်ဆုံးတငယ်ချင်းပဲလို့ပြောလိုက်တယ်ဗျာဆင်းရှောင်တိုးရကအံ့ဩစရာတွေ့သွားတယ်လို့အချစ်ဆုံးတငယ်ချင်းငါမှလည်းတငယ်ချင်းရှိနိုင်ပြီပေါ့ဒါနဲ့ရလင်းမင်းဘာဘာသာရက်ကိုစာပြန်နှွေးချင်တာလဲလို့တိုးတိုးလေးမေးရှာတယ်ဗျာဝရုပ်ကြီးကကြားဖြတ်ပြီးဘာဘာသာရက်မဆိုပြန်နှွေးမှာပေါ့လို့ဝင်ပြောတယ်ဗျာဆရာမကရက်လင်းစကားမပြောနဲ့လို့သတိပေးလိုက်တယ်ဗျာဆင်းရှောင်တိုးရကစာအုပ်ထဲမှာစာပြပေးမယ်လို့စာရေးလိုက်တယ်ဗျာခဏကြာတော့ဆရာမကစာအုပ်တွေကိုတင်ဆက်ရင်ဒီနေ့အလံတင်ခန်းထားရှိတယ်ကျောင်းသားအားလုံးကွင်းထဲမှာစူးစီးကြပါအတန်းကောင်းဆောင်လူစရင်စစ်ပါအတန်းဆင်းပြီလို့ကြီးညာတယ်ဗျာအတန်းကောင်းဆောင်ကမတ်တက်ရက်ဆရာမကိုနှုတ်ဆက်လို့អော်လိုက်တော့အားလုံးကကျေးဇူးတင်ပါတယ်ဆရာမလို့နှုတ်ဆက်ကြတယ်ဗျာကျောင်းသားတွေအပြင်ထွက်ဖို့ပြင်ဆင်နေချိန်မှာကျွန်တော်ကဆင်းရှောင်တိုးရဘက်လှည့်ပြီးဆင်းရှောင်တိုးရအလံတင်အခမ်းအနားသွားရအောင်လာလေးလို့ခေါ်လိုက်တယ်ဗျာသူကခေါင်းငုံပြီးမင်းအရင်သွားပါငါလူနေနေပါမှဆင်းခဲ့မယ်လို့ပြောတယ်ဗျာကျွန်တော်ကလူနေတာကိုစောင့်ရင်9မိနစ်6မိနစ်လောက်ကြာမှာနောက်ကြရင်ကျောင်းသားကောင်းဆောင်တွေကနာမည်မှတ်လိုက်မယ်ငါတို့အတန်းလဲအမှတ်နှုတ်ခံရလိမ့်မယ်ဆရာမလည်းစိတ်ဆိုးလိမ့်မယ်လို့ရှင်းပြလိုက်တယ်ဗျာဆင်းရှောင်တိုးရကကြောပိုးအိတ်ကိုလွယ်လိုက်ပြီးဒါဆိုလဲငါတို့အတူတူသွားကြတာပေါ့လို့ပြောတယ်ဗျာငါတို့နှစ်ယောက်အတန်းထဲကနေထွက်လာပြီးလှေကားအတိုင်းဆင်းလာကြတယ်ဗျာလှေကားမှာရှိနေတဲ့ကျောင်းသားအကုန်လုံးကကျွန်တော်တို့နှစ်ယောက်ကိုမြင်တာနဲ့လမ်းဘေးဘက်ကိုကပ်ပြီးလမ်းဖယ်ပေးကြတယ်ဗျာဆင်းရှောင်တိုးရကပတ်ဝန်းကျင်ကိုကြည့်ပြီးရဲ့လင်းသူတို့ကဘာလို့ငါတို့ကိုလမ်းဖယ်ပေးကြတာလဲကြက်ကြက်ညက်ညက်ကြားတဲ့ကနေဘာလို့လမ်းဖယ်ပေးတာလဲလို့အံ့ဩစွာမေးတယ်ဗျာကျွန်တော်ကပြုံးလိုက်ပြီးအကြောင်းကတော့ငါအမတ်တွေကတိတ်ဆိုးလုံးလို့ကျောင်းရဲ့အဆင့်ကိုဆွဲချနေလို့လေဒါကြောင့်သူတို့ကငါ့ကိုမနစ်သက်ကြဘူးလို့ခက်အေးအေးပဲပြန်ဖြေလိုက်တယ်ဗျာကျွန်တော်တို့နှစ်ယောက်လှေကားပေါ်ကနေအောက်ကိုဆင်းလာခဲ့တယ်ဗျာအဲ့ဒီအချိန်မိန်းကလေးကကျွန်တော်ဘက်လှည့်ပြီးသူတို့တွေဘယ်လိုလုပ်တာမျိုးလုပ်နိုင်ရတာလဲနင်းစိတ်ချပါငါနင့်ကိုစာတိချပြန်ပြပေးမှာပါနင့်ရဲ့အမတ်တွေကိုမြင့်တက်လာအောင်လုပ်ပေးမယ်လို့ပြောတော့ကျွန်တော်ကလည်း
ကောင်းပြီလေဒါဆိုရင်ဆေးရုပ်တို့ရက်ကိုပဲအားကိုးရတော့မှာပေါ့လို့ပြန်ပြောလိုက်တယ်ဗျာအဲ့ဒီနောက်ကျောင်းဝင်းထဲမှာကျောင်းသားကျောင်းသူတွေအားလုံးစီကံတကြတန်းစီရက်နေကြပြီးစီကံထိန်သိမ်းရေးမှုကစင်မြင့်ပေါ်တက်လာခဲ့တယ်ဗျာအဲ့ဒီနောက်စီကံထိန်သိမ်းရေးမှုကမိုက်ခရိုဖုန်းကနေတဆင့်ကျောင်းသားတို့ဒီနေ့မှာတော့ငါကျောင်းတစ်ကျောင်းလုံးကိုအတိပေးပြီးကျောင်းသားတစ်ယောက်ကိုပြင်းပြင်းထန်ထန်တတိပေးပြစ်ဒဏ်ပေးရလိမ့်မယ်အဲ့ဒီကျောင်းသားဟာငါတို့ရဲ့အတီဟောင်းကြီးပါပဲစီကံတွေကိုအချိန်ချင်းခါခါဖောက်ဖျက်ခဲ့သူဖြစ်တယ်လို့စကားပြောလိုက်တယ်ဗျအဲ့ဒီအချိန်ကျွန်တော်စိတ်ထဲမှာဒီရုပ်မူရာကတော့တွားပြီးခါရုပ်တို့ရဲ့ရှိမှတိဆောက်ထားတဲ့လိမ္မာတဲ့ကျောင်းသားပုံစံလေးပျက်စီးသွားတော့မှာပဲဒါကိုမပေါ်အောင်ထိန်းထားရမယ်လို့တွေးနေမိတယ်ဗျစီကံထိန်သိမ်းရေးမှုကဆက်ပြီးအထက်တန်းတတိယနှစ်အတန်းတက်ကကျောင်းသားရဲလင်းစင်မြင့်ပေါ်ကိုတက်ခဲ့ပါလို့ခေါ်လိုက်တယ်ဗျအဲ့ဒီအချိန်ဇေယျဒူရီယာကကျောင်းသားကောင်းလေးကတတိပေးပြစ်ဒဏ်ခဲ့ရတာလားဆိုပြီးစိတ်ထဲကနေအံ့ဩသွားခဲ့တယ်ဗျအဲ့ဒီနောက်ကျွန်တော်လည်းစင်မြင့်ပေါ်ကိုတက်သွားခဲ့တယ်ဗျစီကံထိန်သိမ်းရေးမှုကစာရွက်ကိုကြည့်ပြီးကျောင်းသားရဲလင်းဟာကျောင်းစည်းကမ်းကိုပြင်းပြင်းထန်ထန်ဖောက်ဖျက်ခဲ့တဲ့ကျောင်းသူတယောက်ကိုအချစ်စာလွှာပေးခဲ့လို့ဆီယာမကစူပူချင်းမောင်းလိုက်တာကိုမကျေနပ်ပဲခေါင်းသူကြီးရဲ့ကားပြီးကိုတီးတင်းပတ်ခွဲကြအောင်စက်တိုက်ဖောက်ခွဲခဲ့တဲ့ဒီလုပ်ရဟာလွန်စွာရုပ်မာရိုင်းဆိုင်တဲ့အတွက်ကျောင်းအုပ်ကြီးနဲ့ဆီယာမရီတိုင်ပင်ပြီးရဲလင်းကိုကျောင်းကနေထုတ်ပစ်ဖို့စောင့်ကြည့်ပစ်ဒဏ်ပေးလိုက်တဲ့အထက်တန်းတတိယနှစ်အတန်းဟာလွန်ခဲ့တဲ့အပတ်ကအတန်းလိုက်ရေကူးစုရရှိဖို့အခွင့်အရေးရှိခဲ့ပေမဲ့ဒီကျွတ်ချီတစ်ဆက်ကြောင့်အတန်းတစ်ခုလုံးရဲ့စူးစမ်းမှုတွေအလကားဖြစ်သွားခဲ့ရတယ်ကျောင်းသားရဲလင်းကောင်းမောလိုက်နေမှာပြောချင်သေးလေလို့ပြောပြီးမိုက်ခရိုဖုန်းကိုကျွန်တော်စီကမ်းပေးလိုက်တယ်ဗျာအဲ့ဒီအချိန်တန်းထဲကမိန်းကလေးတစ်ယောက်ကသူဘာလို့မလို့လဲသူထပ်ပြီးတော့လူအများရှိမှတခြားမိန်းကလေးတစ်ယောက်ကိုအချစ်ဝင်ခံမလို့များလားလို့စိတ်ထဲကနေတွေးလိုက်တယ်ဗျာအဲ့ဒီအချိန်ဇေယျဒိုရကလည်းကျွန်တော်ကိုကြည့်ပြီးဒါဟာသူပြင်ဆင်ထားတဲ့အံ့ဩစရာလေးများလားကျောင်းတစ်ကျောင်းလုံးရဲ့ရှိမှငါ့ကိုအချိန်900 19ချိန်မြောက်အချစ်ဝင်ခံတော့မှလားလို့စိတ်ထဲကနေရင်ခုန်စွာနဲ့စောင့်မျှော်နေခဲ့တယ်ဗျာကျွန်တော်ကမိုက်ခရိုဖုန်းကိုကင်လိုက်ပြီးကျွန်တော်ကိုတတိပေးဆုံးမဖို့အခွင့်အရေးပေးတဲ့စီကံထိန်သိမ်းရေးမှုလီကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့အရင်ကလုပ်ရက်တွေအတွက်အလွန်ပဲနောင်တရမိပါတယ်လီကိုတောင်းပန်ပါတယ်ကျွန်တော်ပြုလုပ်ခဲ့တဲ့ပစ္စည်းဆုံးရှုံးမှုအားလုံးကိုပြန်လည်ရောကြေးပေးပါမယ်ကျွန်တော်ကြောင့်အတန်းရဲ့ဂုံတိတ်ခါကျဆင်းခဲ့ရတဲ့အတွက်ဆီယာမလင်းနဲ့အတန်းဖော်အားလုံးကိုတောင်းပန်ပါတယ်ကျွန်တော်အတန်းရဲ့တန်ရှင်းရေးကိုတလားတီတီတာဝန်ယူဆောင်ရွက်ပါမယ်ဒီနေ့ကစပြီးကျွန်တော်အချိန်တွေကိုအလကားမဖြုံတော့ပါဘူးစာကိုစူးစမ်းတင်ယူမယ်စာတိချဖတ်မယ်ကျောင်းသားကောင်းတစ်ယောက်ဖြစ်အောင်စူးစမ်းပြီးတက္ကသိုလ်ကောင်းကောင်းတက်ကကျောင်းရဲ့ဂုံကိုဆောင်ပါမယ်လို့ပြောလိုက်တယ်ဗျာအဲ့ဒီအချိန်အတန်းဖော်တစ်ယောက်ကသူကစာစူးစမ်းမယ်လို့ပြောနေတာလားငါတို့ရဲ့စံပြပုဂ္ဂိုလ်ကငါတို့ကိုတစ္ဆာဖောက်သွားပြီလားဆိုပြီးဘေးကလူကိုအံ့ဩစွာလှည့်ကြည့်လိုက်တယ်ဗျာခရီးရောက်တို့ကလည်းကျွန်တော်ကိုလှည့်ကြည့်နေခဲ့တယ်ဗျာစီကံထိန်သိမ်းရေးမှုကမိုက်ခရိုဖုန်းကိုပြန်ယူလိုက်ပြီးကျောင်းသားရဲလင်းကအပြစ်ကိုတောင်းပန်တဲ့စိတ်သက်ကောင်းပါတယ်နောက်ပိုင်းအားလုံးကသူ့ကိုစောင့်ကြည့်ပေးကြပါသူတကယ်ပဲအပြစ်ကိုပြင်ဆင်နိုင်ဖို့မျှော်လင့်ပါတယ်လို့ပြောပြီးကျွန်တော်ဘက်လက်ကနင်းအခုစောင့်ကြည့်ပြစ်ဒဏ်ကြခံနေရတာထပ်ပြီးအပြစ်လုပ်ရင်ကျောင်းကနေထုတ်ပြမယ်အဲ့ဒီအခါကျရင်နင်းအမေနဲ့နင်းဦးလေးတောင်နင်းကိုကဲနိုင်မှာမဟုတ်ဘူးလို့တိုးတိုးလေးချင်းချောက်လိုက်တယ်ဗျာကျွန်တော်ကလည်းသိပါပြီလီစိတ်ချပါကျွန်တော်နောက်ဆိုကျောင်းသားကောင်းတစ်ယောက်ဖြစ်အောင်နေပါမယ်လို့ပြန်ပြောလိုက်တယ်ဗျာစီကံထိန်သိမ်းရေးမှုကကျောင်းမှာငါ့ကိုဦးလေးလို့မခေါ်နဲ့အောက်ကိုဆင်းတော်လို့ပြောလိုက်တဲ့အတွက်ကျွန်တော်လည်းဆင်းမြင့်ပေါ်ကနေအောက်ကိုဆင်းလာခဲ့တယ်ဗျာအဲ့ဒီအချိန်ဆင်းအောက်မှာရက်နေတဲ့စီအိုဒိုရကကျွန်တော်ကိုဒေါသထွက်နေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ပြီးဘာအချိန်900 19ချိန်မြောက်အချစ်ဝင်ခံတာလဲငါ့ကိုလိန်နာပဲတေးစမ်းရဲလင်းကျောင်းတစ်ကျောင်းလုံးရဲ့ရှိမှာငါ့ကိုလှည့်စားရဲတယ်ပေါ့နင်ဒီနေ့လုပ်ခဲ့တဲ့ကိစ္စအတွက်တန်ကြီးကြီးမမပြန်ပေးဆက်ရလိမ့်မယ်လို့စိတ်ထဲကနေကျင်းဝနေခဲ့တယ်ဗျာဆီယာမဝိုင်းကပါဒီဝိုင်းကသူ့ကိုစာတင်ပေးဖို့ပြောတယ်ဟုတ်လားဆိုပြီးအံဩဒါကြီးမေးလိုက်တော့ကျွန်တော်ရဲ့အမျိုးသမီးတငယ်ချင်းလေးကခေါင်းငိမ့်ပြရင်ဟုတ်တယ်ဆီယာမယေဝိုင်းကအရန်တော်တာတင်ပေးတာနဲ့ချက်ချင်းတက်တာပဲဘာလို့လူတိုင်းကသူ့ကိုစာမတင်ပေးချင်ကြတာလဲမသိဘူးယေဝိုင်းကလူကောင်းလေးပါလို့ပြန်ဖြေတယ်ဆီယာမဝိုင်းကလက်ဖက်ရည်ခွက်ကိုကိုင်ရင်အိမ်လင်းဒီကောင်ဆိုလေးကသူ့ကိုဘာချင်းတွေကျွေးထားလဲမသိဘူးလို့စိတ်ထဲကရေးရွတ်လိုက်တယ်ပြီးတော့သူ့ကိုစာတင်ပေးတယ်ဆိုရင်တော့စာတင်ချိန်မှာမတင်ပေးရဘူးနင့်အတွက်ထိခိုက်တယ်လို့ပြောလိုက်တော့အမျိုးသမီးတငယ်ချင်းလေးကရပါတယ်ဆီယာမစာတင်ချိန်တွေကပု္ပ္ပစာအများစုကိုကျွန်တော်တော်တော်များများရနေပါပြီလို့ပြန်ပြောတယ်ဆီယာမဝိုင်းကဒါပေမဲ့လည်းမရဘူးနောက်မှစကားပြောနေရင်တခြားကျောင်းသားတွေစာတင်တာကိုထိခိုက်လိမ့်မယ်လို့ပြောတော့တငယ်ချင်းလေးကခေါင်းလိုက်စိုက်ချရင်သိပါပြီဆီယာမနောက်ဆိုစာတင်ချိန်မှာမတင်ပေးတော့ပါဘူးလို့ပြန်ဖြေတယ်ဆီယာမဝိုင်းကစာတင်ချိန်နီးနေပြီးနေအရင်ပြန်တော့လို့ပြောလိုက်တော့တငယ်ချင်းလေးကဟုတ်ဆီယာမသွားပါပြီဆိုပြီးနှုတ်ဆက်ကရုံးခန်းထဲကထွက်သွားတယ်ဆီယာမဝိုင်းကအိမ်ဝိုင်းရဲ့ပြစ်ဒဏ်မှတ်တမ်းစာရွက်ကိုစိတ်ပြက်လက်ပြက်ကြည့်ရင်ကြံ့ရစ်ခဲ့တယ်ကျွန်တော်ကတကားအပြင်ကနေကြည့်ရင်ဆီယာမဝိုင်းကသူ့ရှိမှကျွန်တော်အကြောင်းမကောင်းပြောမှာမဟုတ်ပါဘူးနော်ကျွန်တော်သူ့ရင်ထဲမှာပုံရိပ်ကောင်းလေးရဖို့တော်တော်ကြိုးစားထားရတာပြည်လို့စိတ်ထဲကနေရေးရွတ်နေမိတယ်အဲ့ဒီအချိန်မှာဝဝတုတ်တုတ်တငယ်ချင်းကရောက်လာပြီးကျွန်တော်လက်မောင်းကိုကင်ကားဝန်းကိုအေးမကြည့်စမ်းပါနဲ့တော့မုတ်ဆိုင်သွားရအောင်မင်းခုနကစင်ပေါ်မှာစူးစမ်းပြီးစာတင်မယ်လို့ပြောတာအတီလားပြလို့မေးလိုက်တယ်ကျွန်တော်ကအတီပေါ့ဗျကျွန်တော်တင်မဟုတ်ဘူးမင်းပါကျွန်တော်နဲ့အတူစူးစမ်းပြီးစာချက်ရမယ်စကားဆက်လို့ဒီဘိုက်ခောက်ကြီးကိုပါရှော့ရမယ်လို့ပြန်ပြောလိုက်တယ်တငယ်ချင်းကရေရွှင်ရင်လင့်ကိုရဲငါတို့အုံနောက်နဲ့တော့စာချက်ဖို့မစင်စားတာကောင်းမယ်ဗျမင်းလည်း thank you ကြောင့်စိတ်တက်ကြသွားတာလားသူကမင်းမနဲ့လို့နှာခေါင်းရှုံသွားတာမို့လို့လားလို့မေးတယ်ကျွန်တော်ကစိတ်တူတူနဲ့စိတ်တက်ကြစရာလားဗျနောက်ဆိုကျွန်တော်ရှိမှ link thank you အကြောင်းလာမပြောနဲ့စာတင်တာကိုကျွန်တော်အတီးပြောနေတာမင်းလည်းကျွန်တော်နဲ့အတူစာချက်ရမယ်လို့ပြောလိုက်တယ်တငယ်ချင်းကမင်းစူးစမ်းရင်ရပါပြီဗျာငါ့ကိုတော့လာမဆွဲပါနဲ့ငါကတော့ကောလိပ်တစ်ခုခုတက်ပြီးဘွဲရတာနဲ့အိမ်ကပိုင်ဆိုင်မှုကိုစက်ခံရုံပါပဲလို့ညင်းတယ်ကျွန်တော်ကမခံချင်စိတ်နဲ့ငါမသိဘူးမင်းဒီနေ့ကစပြီးဝိတ်ကြအောင်လုပ်ရမယ်လို့မိတ်ကွန်းချွေလိုက်တော့တငယ်ချင်းကဘိုက်ကိုကင်ပြီးဘာလို့လဲဗျာစာချက်ရတာရောဝိတ်ကြအောင်လုပ်ရတာရောအရန်ပင်ပန်းတာကိုလို့ညီးတွားရှာတယ်ကျွန်တော်ကအကွက်စင်တဲ့အနေနဲ့ကျွန်တော်ပြီးခဲ့တဲ့ရက်ကအိမ်မက်တစ်ခုမှတ်တယ်ဗျမင်းကောလိပ်ရောက်တော့အရန်ဝါလို့အိတ်နေရင်တီးပြီးတေသွားတာလေလို့ခြောက်လိုက်တယ်တငယ်ချင်းကအိမ်မက်ပဲဟာကိုဗျာ
အတီယူလို့ရမလားလို့ပြန်ပြောတယ်ကျွန်တော်ကပို့ပြီးယုံအောင်ကျွန်တော်လဲစတင်ကမယုံလို့ဆင်းရှင်တောင်ကြီးကဘေးရင်ဆရာစီသွားတွေ့တာဗျဘေးရင်ဆရာကမင်းကံမှာတက်မှာဒီလိုအကူပြောင်းရှိတယ်လွတ်မြောက်ချင်ရင်ဝိတ်ကြအောင်လုပ်ရမယ်ပြီးတော့တက္ကသိုလ်ကောင်းကောင်းတက်ရမယ်လို့ပြောတယ်လို့ထပ်ချလိုက်တယ်တငယ်ချင်းကလန့်သွားပြီးအတီလာဝင်ကိုမင်းငါကိုလာမချောက်ပါနဲ့ဗျလို့ပြောတယ်ကျွန်တော်မင်းကိုဘာလို့လဲရမှာလဲဗျမယုံရင်ကျောင်းစင်းရင်အဲ့ဒီဘေးရင်ဆရာစီသွားမေးကြည့်လို့စိန်ခေါ်လိုက်တော့တငယ်ချင်းကအေးပါဝင်ကိုရဲ့ကျောင်းစင်းရင်မင်းငါကိုခေါ်သွားပေးတော့လို့ကြောက်ကြောက်လန့်လန့်နဲ့တောင်းပန်တယ်လို့ပြောလိုက်တယ်ကျွန်တော်နဲ့ဝတ္ထုရောက်လာချိန်မှာဝတ္ထုကကျွန်တော်ကိုလင်းခေါ်လင်းဖေးရွှေကမင်းကိုတီးတန့်ဆောင်နေတာနဲ့တူတယ်ဗျာလို့ပြောတယ်ဗျာကျွန်တော်ကတော့လင်းဖေးရွှေကိုလစ်လူရှူပြီးစာတင်ငန်းဘက်ကိုတန်းလျှောက်သွားခဲ့တယ်ဗျာအဲ့ဒီမှာတင်လင်းဖေးရွှေကရဲလင်းနေရက်လိုက်ဆန်းလို့လှမ်းអော်တယ်ဗျာကျွန်တော်နောက်လက်ကြည့်ပြီးဒီเจ้าသူနင်းကျွန်တော်စီဘာကိစ္စရှိလို့လဲလို့အေးဆေးမေးလိုက်တယ်ဗျာလင်းဖေးရွှေကစိတ်ထဲကနေဒီเจ้าသူဟုတ်လားသူကများငါ့ကိုမသိချင်အောင်ဆောင်နေတယ်ပေါ့လို့တွေးပြီးနင်းဒီနေ့မနေ့ဘာလို့မလာတာလဲလို့ဒေါသကြီးမေးတယ်ဗျာကျွန်တော်ကဘာမလာတာလဲလို့ပြန်ပြီးတော့သူကဟမ်မဆောင်နဲ့နင်းခုနကစင်ပေါ်မှာပြောခဲ့တဲ့စကားတွေအကုန်လုံးကငါ့ကိုပြဖို့ပြောတာမဟုတ်ဘူးလားလို့ဆိုတယ်ဗျာလွန်ခဲ့တဲ့10မိနစ်ကကျွန်တော်စင်ပေါ်မှာကျွန်တော်တက္ကသိုလ်အောင်ရမယ်။ကျောင်းအတွက်ဂုံဆောင်ရမယ်လို့ရီမန်းချက်ပြောခဲ့တာကိုလင်းဖေးရွှေကသူ့ကိုစင်ပေါ်မှာချီးရေးဆိုတာလို့ထင်နေတာဗျာ။သူကဆက်ပြီးမြန်ပြော။နေငါအတွက်ဘာအံ့ဩစရာလက်ဆောင်ပြင်ထားတာလဲ။နေမပြောရင်ငါနေနဲ့ရံမပြေဘူး။နောက်ဘယ်တော့မှလည်းစကားမပြောတော့ဘူးလို့ချင်းချောက်တယ်ဗျာ။ကျွန်တော်ကတော့သူ့ကိုစိုက်ကြည့်ပြီးဒါဆိုရင်လည်းနောက်ဘယ်တော့မှစကားမပြောပါနဲ့တော့လို့ပြန်ပြောလိုက်တယ်ဗျာ။သူ့ရဲ့နီလန်ဟောင်းကြီးဖြစ်ပေမဲ့ကျွန်တော်အတွက်တော့အတုံးမဝင်တော့တာမို့စာတင်ခန်းထဲဝင်သွားခဲ့တယ်ဗျာလင်းဖေးရွှေကရဲလင်းနေမကောင်းတဲ့ကောင်ဒါနေမနေ့ကပြောတဲ့အံ့ဩစရာလက်ဆောင်ဆိုတာလားနောက်ဆိုနေနဲ့စကားပြောရင်ငါခွေးပဲလို့ဒေါသတကြီးအော်ကြံရိတ်ခဲ့တယ်ဗျာဘေးနာကဝတ္ထုကလင်းကောမင်းဒီတခါတော့တကယ်ကိစ္စကြီးအောင်လှုပ်လိုက်ပြီးနဲ့တူလေဗျာလို့ပြောတယ်ဗျာစာတင်ခန်းထဲရောက်တော့အတန်းကောင်းဆောင်ချင်းချမ်းကျူးကဒေါသတကြီးလမ်းလျှောက်လာပြီးရဲလင်းမင်းလေးဖေးရွှေကိုဘာလုပ်လိုက်တာလဲလို့မေးတယ်ဗျာကျွန်တော်ကမင်းနဲ့ဘာဆိုင်လဲလို့မေးတော့ဝတ္ထုကဝင်ပြီးကိစ္စမရှိကိစ္စရှာတယ်ခွေးကောင်းလမ်းမပိတ်ဘူးလို့ပြောလိုက်တယ်ဗျာချင်းချမ်းကျူးကဘသူ့ကိုဆဲတာလဲဆိုတော့ဝတ္ထုကဘသူလမ်းပိတ်လဲအဲ့ဒီသူ့ကိုဆဲတာလို့ပြန်ပြောတယ်ဗျာချင်းချမ်းကျူးကငါကအတန်းကောင်းဆောင်မင်းတခြားတန်းကကျောင်းသူကိုနိုင်ထက်စီးနေလောက်တာငါတို့အတန်းတရီရဲ့မျက်နှာပြက်စရာပဲငါနဲ့ဘာလို့မဆိုင်ရမှာလဲလို့ပြောတယ်ဗျာကျွန်တော်ကသူ့ကိုဘာမှမပြောပဲစိတ်ထဲကနေအုံနောက်မကောင်းဘူးလို့ရေရွရင်းစာအုပ်ကိုပဲဆက်ဖက်နေလိုက်တယ်ဗျာဒီအခါအတန်းထဲကကောင်မလေးတယောက်ကချင်းချမ်းကျူးမင်းတကယ်တော်တယ်တချောင်းလုံးမှာမင်းတယောက်ပဲရဲလင်းကိုရင်ဆိုင်ရဲတာလို့မြှောက်ပေးတယ်ဗျာချင်းချမ်းကျူးကငါကလေးကဒီလိုလူမျိုးကိုကြည့်မရတာရှောင်းချမ်းမင်းကြောက်ရုံနဲ့တငယ်ချင်းမဟုတ်ဘူးလားရဲလင်းကလင်းဖေးရွှေကိုဘလို့စိတ်ဆိုးအောင်လှုပ်လိုက်တာလဲတွားမေးပေးပါဦးလို့ပြောတယ်ဗျာကောင်မလေးကချင်းချမ်းကျူးမင်းဖေးရွှေကိုဒီလောက်သဘောကျနေတာဘာလို့တွားချစ်ရေးမဆိုတာလဲမင်းဒီလောက်တော်တာပဲသူသဘောတူမှာပါလို့ပြောတော့ချင်းချမ်းကျူးကအခုချစ်ရေးဆိုရင်ဖေးရွှေစာချက်တာအနှောက်အယှက်ဖြစ်မှာပေါ့ကျောင်းပြီးမှပဲတရားဝင်ချစ်ရေးဆိုမဲ့လို့စီးစနစ်ကြီးစွာပြောတယ်ဗျာကောင်မလေးကမင်းကတကယ်စာနာတတ်တာပဲရဲလင်းလိုကောင်နဲ့ဘာမှမဆိုင်ဘူးဖေးရွှေမင်းရဲ့ချစ်ချင်းကိုရတာတကယ်ကံကောင်းတာပဲငါလည်းဘယ်တော့မှစီးတော်မြင်းစီမင်းသားလေးနဲ့တွေ့ရမလဲမသိဘူးလို့ပြောတော့ချင်းချမ်းကျူးကတွေ့မှာပါလို့ပြုံးပြီးပြန်ပြောတယ်ဗျာဝတ္ထုကကျွန်တော်နားရောက်လာပြီးလင်းကောခုနကချင်းချမ်းကျူးမင်းကိုဒီလောက်စော်ကားတာကိုမင်းသိခံနိုင်တယ်နော်လို့မေးတယ်ဗျာကျွန်တော်ကငါ့မှာအခုသတိပေးခံထားရတဲ့အဖြစ်ရှိတယ်မင်းကငါကြောင်းထုတ်ခံရတာကိုကြည့်ကျင်လို့လားလို့ပြန်ပြောလိုက်တယ်ဗျာအဲ့ဒီနောက်ဝတ္ထုကကျွန်တော်ကိုကြက်ပေါင်ကြော်တစ်ချောင်းလာပြီးတော့ကျွန်တော်ကဝတ္ထုမင်းကစီကဘာအကူညီလိုချင်လို့လဲလို့မေးတယ်ဗျာသူကဘာမှမဟုတ်ပါဘူးငါဝေးရှော့မလို့ပြောတယ်ဗျာကျွန်တော်ကဒီဟာနဲ့ဝေးရှော့မလို့လားဆိုတော့သူကငါဝယ်တာမဟုတ်ဘူးလင်းကောကခုနကငါပါဆက်ထဲအတင်းထည့်ပေးလိုက်တာငါမစားပဲမင်းအတွက်ခြံထားတာဘလို့လဲအဆင်ပြေတယ်မလားလို့ပြောတယ်ဗျာကျွန်တော်ကကြက်ပေါင်ကျော်ကိုစိုက်ကြည့်ရင်စိတ်ထဲကနေဒီဝတ္ထုတေချာပေါက်ကြက်ပေါင်ကျော်နဲ့ပတ်သက်ပြီးလို့စဉ်းစားနေခဲ့ပါတယ်ဗျာကျွန်တော်ဟာကျောင်းစာသင်ခန်းထဲမှာထိုင်နေရင်ကြက်ကြော်တုံးကိုကြည့်ပြီးစိတ်ပြက်လက်ပြက်ဖြစ်နေခဲ့တာပါဘေးနာကဝါဝါတုတ်တုတ်တငယ်ချင်းကမင်းတောင်မနစ်သက်တာသူကောဘယ်ကြိုက်ပါမလဲဆိုပြီးမကြည်မနဲ့ပြောလာတော့ကျွန်တော်လည်းရပါတယ်လေဆိုပြီးမုတ်ကိုပါဆက်ထဲအတင်းထိုးထဲဝါစားလိုက်ရတယ်ခဏကြာတော့ကျောင်းသူလေးတယောက်စာအုပ်ပုံကြီးပွေ့ပိုက်ပြီးမောမောပန်းပန်းနဲ့အခန်းထဲဝင်လာတာကိုကျွန်တော်မြင်လိုက်ရတယ်ကျွန်တော်လည်းစိတ်ပူသွားပြီးဘယ်တွေသွားနေလို့ဒီလောက်တောင်မောနေတာလဲရော့ဒီအေးတောက်လိုက်ဆိုပြီးကမ်းပေးလိုက်တာပေါ့ဒါပေမဲ့သူကအားနာပြီးမတောက်တော့ပါဘူးငါမစားပါဘူးဆိုပြီးညှင်းရှာတယ်ကျွန်တော်လည်းမျက်နှာလေးတနာစရာလုပ်ပြီးမင်းကငါနဲ့တငယ်ချင်းမလုပ်ချင်လို့လားလို့ပြောလိုက်တော့မှသူကပြပြတလက်နဲ့မဟုတ်ပါဘူးရေဝမ်းရေငါမင်းနဲ့တငယ်ချင်းလုပ်ချင်ပါတယ်ဆိုပြီးအေးဘူးလေးကိုယူတောက်ရှာတာပါအဲ့ဒီနောက်ကျွန်တော်ကစာပွဲပေါ်မှာမုတ်ထုတ်တွေအများကြီးအပြည့်တင်ပေးလိုက်တော့သူကအံ့ဩသွားပြီးရဲလင်းမင်းမုတ်တွေအများကြီးဘာလို့ဝဲလာတာလဲလို့မေးတယ်ကျွန်တော်လည်းသူ့ကိုကြည့်ပြီးမင်းမကြိုက်လို့လားဒါဆိုမင်းပါစားချင်တယ်ပြောလေနောက်တစ်ခါကျွန်တော်ဝယ်ခဲ့ပေးမယ်လို့ပြောလိုက်တာပေါ့သူကဝယ်မပေးပါနဲ့ငါစားချင်တာငါဘာသာဝယ်လို့ရပါတယ်လို့ညင်းပေမဲ့ကျွန်တော်ကဘယ်ဖြစ်မလဲမင်းကကျွန်တော်ကိုစာပြပေးနေတာပဲတုတ်ပြန်တဲ့အနေနဲ့မုံတော့ကျွေးရမှာပေါ့လို့ပြန်ပြောလိုက်တယ်သူကစိတ်ပူတဲ့မျက်နှာလေးနဲ့တကယ်မလို့ပါဘူးမင်းဒီလိုပတ်စံတွေအလက်ကားလျှောက်သုံးနေရင်ငါမင်းကိုစာမပြပေးတော့ဘူးနော်လို့ချင်းချောက်လာတာနဲ့ကျွန်တော်လည်းပြပြတလဲဟာမလုပ်ပါနဲ့ပဲပင်ပေါက်လေးရဲ့မင်းစာမပြရင်ကျွန်တော်တက်ကတူဘလို့အောင်မလဲမင်းမစားချင်ဘူးဆိုရင်တော့ဒီမုတ်တွေကိုအမိုက်ပုံးနဲ့အကုန်အလက်ကားပြစ်လိုက်တော့မယ်ဆိုပြီးမုတ်ထုတ်ကိုအမိုက်ပုံးပေါ်တင်လိုက်တာပေါ့သူလည်းလန့်သွားပြီးမဖြစ်ပါနဲ့အစားတောက်တွေကိုဒီလိုမဖြုံးတိပါနဲ့ဆိုပြီးတားရှာတယ်ကျွန်တော်ကလည်းမင်းလည်းမစားကျွန်တော်လည်းမစားချင်ရင်အလက်ကားနေရပဲယူနေတာပေါ့လို့ဆက်ပြောတော့သူကတက်ပြင်းချပြီးဝယ်ပြီးတော့မှတော့ငါတို့တူတူစားကြတာပေါ့ဒါပေမဲ့နောက်တစ်ခါဒီလိုမလုပ်ရဘူးနော်လို့ပြောပြောင်းသွားခဲ့တယ်ကျွန်တော်လည်းသဘောကျသွားပြီးအေးပါ
မင်းစကားနားထောင်ပါမယ်နောက်တစ်ခါမဝယ်တော့ဘူးနော်လို့ပြုံးပြီးဂတိပေးလိုက်တာပေါ့အဲ့ဒီအချိန်မှာပဲဆရာကြီးကစာအုပ်ပုံကြီးကင်ပြီးအခန်းထဲဝင်လာခဲ့တယ်စာတင်ပုံးပေါ်မှာတင်ချပု္ပ္ပစာတွေရေးနေတော့ဘေးနားကဝါဝတုတ်တုတ်တငယ်ချင်းကဆရာကြီးရဲလင်းစာတင်ချိန်မှာလာစာစားနေတယ်ဆိုပြီးတိုင်တော့လိုက်တာပါဆရာကြီးကဒေါသတကြီးလှည့်ကြည့်ပြီးရဲလင်းမတက်ရဆန်းလို့អော်လိုက်တယ်ကျွန်တော်ကတော့ပြုံးစီစီနဲ့လုံနေတော့ဆရာကြီးကပူဒေါသထွက်ပြီးမင်းကရဲနေသေးတယ်စာတင်ချိန်မုတ်စားတာတင်မကဘူးအနက်ဆိုးတဲ့လာစာပါစားနေတာအခြားចောင်းသားတွေစာဘလို့တင်ရမလဲလို့ချိန်မောင်းတော့တာပေါ့အဲ့ဒီမှာကျွန်တော်ကချက်ချင်းပဲဘေးကအိပ်ပျော်နေတဲ့ဝါဝတုတ်တုတ်တငယ်ချင်းကိုလက်ညှိုးထိုးပြီးကျွန်တော်မစားပါဘူးဆရာလွှင့်ဘေးရိုက်စားနေတာပါဆိုပြီးလွှဲချလိုက်တော့အဲ့ဒီတငယ်ချင်းခမညာလက်ထဲမှာလာစာချောင်းကြီးကင်ထားရင်အံ့ဩမြင်တက်ပြီးကြည့်နေကြရပါတော့တယ်ကျွန်တော်စာတင်ခန်းထဲမှာမတိမတာလာတာချောင်းခိုးစားနေတာကနေစတာပါစာတင်ခန်းရဲ့ဘေးကចောင်းသားတယောက်ကကျွန်တော်ကိုမြင်သွားပြီးဆရာကိုတိုင်လိုက်တယ်ဆရာကဒေါသတကြီးနဲ့ရဲလင်းမတက်ထရက်ဆန်ဆိုပြီးអော်လိုက်တယ်ပြီးတော့ကျွန်တော်စီလျှောက်လာပြီးစာတင်ချိန်မှာမုတ်ခိုးစားတာတွေမကဘူးအနံ့ပြင်းနဲ့လာတာချောင်းပါစားရမလားတခြားသူတွေစာဘလို့တင်ရမလဲဆိုပြီးချိန်မောင်းပါတော့တယ်ကျွန်တော်ကလည်းဆရာကျွန်တော်မစားပါဘူးဟိုမှာဘေးကဝါတုတ်ကြီးတာပါစားနေတာပါဆိုပြီးလှည့်ပြောလိုက်တယ်အဲ့ဒီအချိန်မှာဝါတုတ်ကြီးတာပါကအိတ်နေရကနေနိုးလာပြီးသူ့လက်ထဲရောက်နေတဲ့လာတာချောင်းကိုကြည့်ကဘာမှမသိပဲကျေးဇူးပဲရဲလင်းရေးဆိုပြီးပြုံးပြနေတယ်ဆရာကလည်းချက်ချင်းပဲတာဘာဆိုပြီးអော်လိုက်ကစာတင်ချိန်မှာအဲ့ယုံတင်မကဘူးမုံပါခိုးစားတယ်အပြင်ထွက်မတက်သွားရက်နေမနှက်ပြန်တွက်စာစီစာကုန်းတစ်ပုတ်ပါရေးခဲ့ဆိုပြီးအပြင်ကိုနှင်ထုတ်လိုက်ပါတော့တယ်တာဘာလဲဝမ်းနဲ့ဆရာမျက်နှာပေးနဲ့အပြင်ကိုထွက်သွားရတယ်ခဏနေတော့တာဘာကကျွန်တော်စီရောက်လာပြီးရဲလင်းရမင်းတိတ်လုံတာပဲကျွန်တော်အေးဆေးအိတ်နေတာကိုလက်ထဲလာတာချောင်းလာထည့်ပေးလို့ဒဏ်လဲခံရတဲ့စာစီစာကုန်းလဲရေးရတယ်ဆိုပြီးလာမှုပြတယ်ကျွန်တော်လဲသူ့ပုခုံးကိုကင်လိုက်ပြီးဝါတုတ်ကြီးရမင်းဒီတစ်ခေါက်ကျွန်တော်အတွက်ဒဏ်မခံပေးရင်ကျွန်တော်ကြောင်းထုတ်ခံရတော့မှာမင်းကကျွန်တော်ရဲ့အသက်ကယ်ရှင်ပါပဲကွာဒီကျေးဇူးကိုတစ်သက်လုံးမှတ်ထားပါမယ်ဆိုပြီးလှည့်ဖျားပြောလိုက်တော့တာဘာလဲကျွန်တော်စကားနဲ့မျောသွားပြီးအေးပါကွာငါတို့ကညီကိုတွေပဲကိုဆိုပြီးပြောသွားကနှစ်ယောက်သားအဆင်ပြေသွားကြတယ်ဒါပေမဲ့အတန်းထဲကအတန်းကောင်းဆောင်ចောင်းသားကတော့ဒါကိုကြည့်မရပဲဆရာမလုံရဲ့ရုံးခန်းထဲသွားတိုင်ပါတော့တယ်သူကဆရာမကျွန်တော်တို့အတန်းထဲကလင်းယိုယိုရဲ့အမှတ်တွေကောင်းတယ်မဟုတ်လားရဲလင်းနဲ့သွားမတွဲခိုင်းပါနဲ့ရဲလင်းကအမြဲတမ်းစာတင်ရင်နှောက်ရက်တယ်စောစောကတင်လင်းယိုယိုကိုစာတင်ခန်းထဲမှာမုတ်တွေလိုက်ကျွေးနေတာဒီအတိုင်းဆိုလင်းယိုယိုပါပျက်စီးသွားလိမ့်မယ်ဆိုပြီးဂေါ်လီလုတ်လိုက်တာပေါ့ဆရာမလုံကလည်းဒါဆိုရဲလင်းကိုရုံးခန်းထဲခေါ်ခဲ့လိုက်ဆိုပြီးလွှတ်လိုက်တယ်အတန်းကောင်းဆောင်ကအတန်းထဲပြန်လာပြီးရဲလင်းဆရာမလုံကမင်းကိုရုံးခန်းထဲခေါ်နေတယ်လို့လာပြောတယ်ကျွန်တော်လည်းရုံးခန်းထဲရောက်သွားတော့ဆရာမလုံကရဲလင်းမင်းစောစောကစာတင်ချိန်မှာမုတ်ခိုးစားတယ်ဆိုလို့မေးတယ်ကျွန်တော်ကမစားပါဘူးဆရာမလို့ညင်းပေမဲ့ဆရာမကမစားဘူးဟုတ်လားမင်းပါဇက်ကလာတာချောင်းနှံ့တွေလှိုင်းနေတာပဲလို့ပြောတော့မှကျွန်တော်လည်းနည်းနည်းလေးစိမ့်ပြီးဆရာမနှာခေါင်းကောင်းလိုက်တာနည်းနည်းလေးပါပဲလို့ဝန်ခံလိုက်ရတယ်ဆရာမလုံကဒေါသထွက်သွားပြီးမင်းပါမှုပဲစားစားဘာလို့လင်းယိုယိုကိုပါလိုက်ဆွဲသွင်းနေတာလဲမင်းတက္ကသိုလ်မဖြေချင်ရင်တောင်တခြားသူတွေကိုမဖျက်ဆီးပါနဲ့လို့စူပါတော့တယ်ကျွန်တော်လည်းခေါင်းလေးငုံကတောင်းပန်ပါတယ်ဆရာမကျွန်တော်တမင်လုပ်တာမဟုတ်ပါဘူးလင်းယိုယိုကကျွန်တော်ကိုစားပြပေးလို့ကျေးဇူးတင်လို့မုတ်ကျွေးမိတာပါလို့ပြောလိုက်တယ်ဆရာမကမင်းကဘာလို့ရုတ်တရက်စာတင်ခြင်းစိတ်ပေါ်လာတာလဲလို့မေးတော့ကျွန်တော်နိုးကြသွားပါပြီဆရာမအချိန်တွေကိုအလားအမဖြုံးချင်တော့ပါဘူးလို့ပြန်ဖြေလိုက်တယ်ဆရာမလုံကလည်းကျွန်တော်ကိုစိုက်ကြည့်ရင်ဒီကိစ္စကိုအကဲခတ်နေပါတော့တယ်